HR career ကိုစိတ်ဝင်စားပေမဲ့ဘယ်ကစတင်ရမှန်းမသိဖြစ်နေပြီလားစုစုပေါင်းအချိန်8ရက်သားပေးုံနဲ့ HR ကိုအခြေခံကနေစတင်ပြီးတော့ professional အထိတက်မြောက်သွားနိုင်နေဆိုရင်ก็စိတ်ဝင်စားလားအားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ Emo Consulting မြန်မာကလာမယ့်2026 5လပိုင်း9ရက်နေ့မှာစတင်ဖွင့်လှစ်မဲ့ HR Skill Hub Shaping Future HR Leaders Training Program Batch 3လေးကြောင်း sharing လေးလုပ်ပေးချင်ပါတယ်ရှင်ဒီ training လေးမှာဆိုရင်တော့ professional HR တယောက်အနေနဲ့အခြေခံကစပြီးတော့သိရှိရမယ့်အချက်လက်တွေ HR policy နဲ့ procedure တွေရေးဆွဲရမှာမဖြစ်မနေလိုက်နာရမယ့်အချက်လက်တွေ company တစ်ခုရဲ့မရှိမဖြစ်လိုအပ်တဲ့ employee handbook ရေးဆွဲခြင်းအပိုင်းတွေ recruitment ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းအလုပ်ခေါ်စာပြင်ဆင်ခြင်းလက်ရှိ HR စိန်ခေါ်မှုများနဲ့အခွင့်အလမ်းအသစ်များအပြင်ခေတ်ပေါ်နည်းပညာများကိုလည်းအကျိုးရှိရှိအသုံးချနိုင်မယ့်နည်းလမ်းတွေ professional HR တဦးအနေနဲ့ပေါ့နော် digital marketing ပိုင်းကိုဘယ်လိုမျိုးအကျိုးရှိရှိအသုံးချရမလဲဆိုတဲ့နည်းလမ်းတွေကိုလည်းသင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်ရှင်bonus session တစ်ခုအနေနဲ့လည်းညီမတို့ Emo Consulting မြန်မာရဲ့ Payroll Specialist တယောက်နဲ့2နာရီကြာတိုက်ရိုက်ဆွေးနွေးနိုင်မယ့် Payroll Consulting Session လေးကိုလည်းထည့်သွင်းပေးထားပါတယ်ရှင်သင်တန်းပြီးဆုံးပါကလည်း certificate ပေးရမှာဖြစ်တဲ့အတွက်စိတ်ဝင်စားပါက Emo Consulting မြန်မာရဲ့ဖုန်းနံပါတ်39944961161166ကိုတို့အသေးစိတ်ဆက်သွယ်မိမြန်းနိုင်ပါတယ်ရှင်